recap ကိကိုဘလူလလကူကူအထုံးပြရမလဲဆိုတာပြသပေးတော့ပါမယ်ပထမဆုံးအနေနဲ့ recap feature ထဲကိုဝင်လိုက်ပါကို recap လုပ်ချင်တဲ့ရုပ်ရှင်ဒါမှမဟုတ် video file ကို video upload ကနေတစ်ဆင့်ရွေးချယ်ပြီးတင်လိုက်ရုံပါပဲ video တင်ပြီးတော့နဲ့ perspective ဆိုတဲ့စကြောင်းပြောမဲ့ပုံစံကိုရွေးချယ်ရပါမယ်ရွေးချယ်စရာ၃မျိုးရှိပါတယ် direct ကတော့ဇလန်းကိုရှိတဲ့အတိုင်းတိုက်ရိုက်ရှင်းပြတဲ့ပုံစံပါ third person ကတော့သူမစတဲ့တတိယလူအမြင်ကနေစကြောင်းပြန်ပြောတဲ့ပုံစံပါ first person ကတော့ကျွန်တော်ကျမ်းပါစတဲ့ပထမလူကိုယ်တိုင်ပါဝင်နေတဲ့အမြင်ကနေဇလန်းကိုပြောပြတဲ့ပုံစံပါဒီဗီဒီယိုမှာတော့အများဆုံးအသုံးပြုလေးရှိတဲ့ direct ပုံစံကိုရွေးချယ်ပြထားပါတယ်ပြီးရင်တော့ analyze content ကိုနှိပ်လိုက်တာနဲ့ second ပိုင်းအတွင်းမှာမြန်မာလို script အပြည့်အစုံအလိုလျောက်ထွက်လာပါလိမ့်မယ်ထွက်လာတဲ့ script ကိုဒီအတိုင်း copy ကူးယူနေရသလို video editor တွေမှာတန်းဆုံးဖို့အတွက် SRT file အထက်လည်းတိုက်ရိုက် download ဆွဲယူနိုင်ပါတယ် script ရပြီဆိုရင်နောက်တစ်ဆင့်အနေနဲ့အတန်ထည့်ဖို့အတွက် next step ကိုသွားပါမယ်ဒီနေရာမှာ female voices နဲ့ male voices ဆိုပြီးအမျိုးသားအမျိုးသမီးအတန်တွေအများကြီးကိုစိတ်ကြိုက်ရွေးချယ်နိုင်ပါတယ် listen ခလုတ်လေးကိုနှိပ်ပြီးအတန်တစ်ခုချင်းစီကိုအရင်စမ်းသပ်နိုင်ထောင်ကြည့်လို့ရပါတယ်ကိုယ်ဇလာနဲ့အလိုက်ဖက်ဆုံးအတန်ကိုတေချာရွေးချယ်နိုင်ပါတယ်အတန်ရွေးပြီးတွိုင်းရင် voice instruction အပိုင်းကိုရောက်ပါမယ်ဒီနေရာကတော့ရွေးချယ်ထားတဲ့အတန်ကိုဘလို့ခန်းစားချက်ဘလို့ပုံစံမျိုးနဲ့ဖတ်ခိုင်းမလဲဆိုတာသတ်မှတ်ပေးရတာပါဥပမာတရင်ချင်းညာသူလိုဖတ်မလားစိတ်လှုပ်ရှားစရာကောင်းအောင်ဖတ်မလားစသဖြင့်အောက်က suggestion 3D ထဲကအလွယ်တကူရွေးချယ်နိုင်တယ်လို့ကိုလိုချင်းတဲ့ပုံစံကိုလည်း box ထဲမှာစိတ်ကြိုက်ရိုက်ထည့်နိုင်ပါတယ်အားလုံးစိတ်ကြိုက်ပြီးဆိုရင်တော့ synthesize voice ကိုနှိပ်ပြီးအတန်စတင်ထုတ်လုပ်နိုင်ပါပြီ final output ရောက်ပြီးဆိုရင်တော့သင်ဖန်တီးလိုက်တဲ့ AI အတန်ကိုချက်ချင်းဖွင့်နားထောင်နိုင်ပါပြီအတန် file audio ရောအချိန်ကိုက်စာတန်းထိုး SRT file ကိုပါ download လုပ်ယူနိုင်ပါတယ်တကယ်လို့ထွက်လာတဲ့ရလဒ်ကိုသဘောမကျဘူးဆိုရင်လည်းအစားကနေအသစ်တစ်ဖန်ပြန်ထုံနိုင်ပါသေးတယ်ဒါအပြင်အောက်ဘက်က metadata အပိုင်းမှာဆိုရင်ကိုဗီဒီယိုအတွက်အသုံးဝင်မဲ့ movie name နဲ့ hashtags တွေကိုပါအလိုအယောက်အကြံပြုပေးထားလို့တခါတည်း copy ကူးယူပြီး social media တွေမှာတိုက်ရိုက်အသုံးပြုနိုင်ပါတယ်